မင်္ဂလာပါရှင်ချစ်မိတ်ဆွေတောက်ကြသားသမီးတွေအတွက်ပေါ့နော်ဆီယမပွင့်သိခိုင်မနောမင်းကငွေကန်ကူငွေကန်ပွဲအပိုင်းနှစ်လေးကိုဆက်လက်ပြီးတော့ဟောပြပါမယ်ရှင်ချစ်မိတ်ဆွေတောက်ကြသားသမီးတွေကနော်9လပိုင်း15ရက်နေ့ရပြီးတော့31ရက်နေ့အထိရပေါ့နော်အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့နှိမရနှိုင်းမရတာလေးတွေနော်ကိုယ့်ရဲ့အိမ်တော်ဘက်ကကိုယ့်အပြင်ပေါ့နော်သစ္စာဖောက်နေတာလေးတွေဒီလိုမျိုးလေးတွေကြုံတွေ့ရတတ်တယ်ရှင်ခေါင်းအေးနဲ့ပေါ့နော်သွေးအေးထားပြီးတော့တေးသေးချာချာလေးစဉ်းစားဆုံးဖြတ်ပြီးတော့ပေါ့နော်ပြောဖို့ဆိုဖို့လိုပါမယ်သူများပြောတာများလေးနားထောင်မှာကိုကနည်းနည်းလေးပဲပြောပါနော်ဘာဖြစ်လို့လဲဆိုတော့စကားအပြောမှားအနေမှားထိုင်မှားလေးတွေဖြစ်တတ်တယ်မလိုလားအပ်တဲ့ပြဿနာတေးလေးပဲလို့ကိုကထင်ပေမဲ့ပြဿနာအကြီးကြီးပေါ့နော်ဖြစ်သွားတတ်တယ်ကြောက်တွန်းခံရတတ်တယ်ရှင်အဲ့အတွက်ကြောင့်မို့ချင်းမိတ်ဆွေတောက်ကြသားသမီးတွေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အစင်မပြေဘဲနဲ့ခွဲခွာနေရတာလေးတွေဖြစ်တတ်တယ်အခြေအမြစ်တာရေးမှာလည်းပဲအဲ့ဒီလိုမျိုးပဲเนาะကိုအဖြေပေးပြီးတော့မှသိမကြဘူးကိုပေါ်မှာ ADA ဆက်လုံနေတာဒါမှမဟုတ်လို့ရှင်ခရီးရှည်ထွက်သွားတာเนาะခရီးမှာနောက်တစ်ယောက်ရသွားတာဒီလိုမျိုးလေးတွေဖြစ်တတ်တယ်ရှင်အဲ့တော့ဒါပေမဲ့တောက်ကြသားသမီးတွေเนาะ single တွေเนาะအပြိုလေးတွေအပြိုကြီးတွေဆိုလို့ရှင်เนาะယခုကာလမှာပေါ့เนาะအတိတ်ဘဝကြောင့်ရေစက်ပါလို့စုံရတဲ့ချစ်သူမျိုးเนาะယောက်ျားလေးတစ်စိမ်းနဲ့စုံရတတ်တယ်တွေ့ရတတ်တယ်အဲ့ဒီလိုမျိုးစုံရတွေ့ရတဲ့အခါမှာလဲအခုချက်ချင်းတွေ့တယ်ဒါပေမဲ့ကိုယ့်ရဲ့ရင်ထဲမှာအရန်ရင်းနှီးပြီးတော့အကိုနဲ့အရန်ကိုမှနှွေးထွေးပြီးတော့အရန်ချစ်တယ်လို့အရန်ရင်ခုန်တယ်လို့မျိုးလေးခံစားရတဲ့ချစ်သူကောင်းလေးနဲ့တွေ့မယ်ပေါ့เนาะဒါပေမဲ့လဲတောက်ကြသားသမီးကယခုကာလမှာစိတ်မတည်ငြိမ်တဲ့အတွက်ကြောင့်မို့ခဏပဲချစ်ပြီးတော့ပေါ့เนาะအလေးနဲ့မထားမိသလိုဂယုမဆိုင်သလိုမျိုးလေးဖြစ်တတ်တယ်ရှင်အဲ့ဒါကြောင့်မို့အပြိုကြီးတွေဆိုလို့ရှိရင်ချစ်သူကောင်းကောင်းရမယ်ယခုကာလမှာရတဲ့ချစ်သူကတော့ကောင်းနိုင်တယ်ရှင်သားသမီးရတနာလေးတွေလိုချင်တဲ့သူတွေเนาะကားတွေလိုချင်တဲ့သူတွေအိမ်ကောင်းခြံကောင်းလေးတွေပေါ့နော်ရှာနေတဲ့သူတွေဆိုလို့ရှိရင်တော့ရနိုင်တယ်အဆင်ပြေတယ်ရင်းနှီးချစ်ခင်မှုရှိတဲ့သူတွေရဲ့အကူအညီတွေရပြီးတော့အဆင်ပြေနိုင်တယ်ယာရုတွေတိုးတက်မယ်တဖြည်းဖြည်းချင်းနဲ့တဆင်မြင့်မားတဲ့ဘဝတိုးတက်မှုကိုရရှိမယ်အထိုင်တကြအတီတကြလုပ်ငန်းတစ်ခုဆိုတစ်ခုလုပ်တာပိုကောင်းတယ်ဟိုပြောင်းလိုက်ဒီပြောင်းလိုက်ဟိုကူးလိုက်ဒီကူးလိုက်လုပ်ငန်းအပြောင်းလဲလုပ်တာလေးတွေကတော့ဆင်ခြင်ရမယ်ကာလလေးဖြစ်ပါတယ်ရှင်အစိုးရလုပ်ငန်းတွေလုပ်တဲ့သူတွေကတော့ယာရုကုန်မှုတွေတိုးတက်မယ်ဖုံးတကိုးစရဏတွေစမ်းစာတာတွေမြန်မာကြီးမြတ်မယ်ယာရုတက်မယ်အောင်မြင်မယ်လစာကောင်းကောင်းရမယ်ပေါ့ရှင်ပစ္စည်းအယောင်းမထွက်တဲ့သူတွေကတော့ပစ္စည်းရောင်းထွက်မယ်အဲ့အတွက်ကြောင့်မို့ပစ္စည်းရောင်းကောင်းမြင်တဲ့သူတွေတောက်ကြသားသမီးတွေကနော်ဒီဗီဒီယိုလေး